ဇလန်းအစမှာတော့အရန်ချစ်ဖို့ကောင်းတဲ့မိန်းကလေးငယ်လေးတစ်ယောက်ဟာလမ်းထဲမှာတကြားရုပ်လေးကိုအားရပါရလျက်နေတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေပြင်းတွေတိုက်ခိုက်လာပြီးကောင်းကင်ကြီးတစ်ခုလုံးမှောက်မိုက်သွားပါတော့တယ်ရုတ်တရက်ဆိုသလိုနဂါမင်းရဲ့တတိယမြောက်မင်းသားအော်ကန်ရုပ်ကျင်းဆိုတဲ့နဂါမျိုးနွယ်စုဝင်တစ်ယောက်ဟာဥချိုအစုံနဲ့ပေါ်လာပြီးတော့လက်ဆက်တဲ့ကလေးနှလုံးသားကိုရှာဖွေဖို့ရောက်လာခဲ့တာပါသူဟာအဲ့ဒီကလေးမလေးကိုရန်ပြုတ်ဖို့လုပ်နေတော့မှပဲသူရဲကောင်းတစ်ယောက်ကမြားနဲ့ဖြစ်ပြီးကလေးမလေးကိုကယ်တင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အော်ကန်နဲ့အဲ့ဒီသူရဲကောင်းတို့ဟာကောင်းကင်ရန်ထက်မှာအပြင်းထန်တိုက်ခိုက်ကြပါတော့တယ်တိုက်ပွဲကတော့တကယ်ကိုဆုံးတော့ပါပဲဗျာစွမ်းအားတွေပြိုင်ဆိုင်ရင်းနဲ့နောက်ဆုံးမှာတော့အော်ကန်ဟာအရေးနှိမ်ပြီးထွက်ပြေးသွားခဲ့ရပါတယ်ဒီလိုနဲ့တိုက်ပွဲပြီးသွားတဲ့အချိန်မှာအဲ့ဒီသူရဲကောင်းဇနီးမောင်နှံဟာတယောက်ကိုတယောက်ဖလဲတကင်းနှုတ်ဆက်ကြရင်ဇနီးဖြစ်သူကဘိုင်းနာလာတယ်လို့ပြောပါတယ်ထူးခြားတာကသူမရဲ့ကိုဝင်ဟာ3နှစ်နဲ့6လတောင်ကြာမြင့်နေပြီဖြစ်လို့အားလုံးကမွေးဖွားမဲ့ရက်ကိုရင်တထိတ်ထိတ်နဲ့စောင့်ဆိုင်နေကြတာပါတစ်ဖက်မှာလည်းကျိုးမင်းဆက်ကိုဖြုတ်ချဖို့အတွက်နတ်မင်းကြီးတွေကကောင်းကင်ဘုံမှာအစီအစဉ်တွေဆွဲနေကြပါတယ်နတ်ဖျားတွေစုဝေးရကောင်းကင်နန်းတော်ကြီးမှာထန်းဆွင်းထင်းဆန်လို့ခေါ်တဲ့နတ်မင်းကြီးကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းရည်တွေစုစည်းထားတဲ့ဝိညာဉ်လုံး Mixed Spirit Beds ကိုဖန်တီးဖို့ပြင်ဆင်နေတာပါဒီတာဝန်ကြီးကိုထမ်းဆောင်ဖို့အတွက် Sanfeng Shinfeng ဆိုတဲ့နတ်သားကိုတာဝန်ပေးအပ်လိုက်ပါတယ်ဒါပေမဲ့တာဝန်မပေးခင်မှာသူ့ရဲ့စိတ်အတွင်းတဏ္ဍာမှာရှိနေတဲ့မကောင်းတဲ့စိတ်တွေကိုအရင်ဆုံးလေးကျင့်ပြီးဖယ်ရှားပစ်ဖို့တတိပေးလိုက်ပါသေးတယ်ဇက်ရှိန်ကတော့ဒီနေရာကနေစပြီးမြင့်တက်လာပါပြီ။သူရဲကောင်းရဲ့အိမ်တော်ကိုပြန်ကြည့်ရအောင်။အိမ်တော်တစ်ခုလုံးမှာသခင်မကြီးကိုဝင်မွေးတော့မယ်။ရေနွေးအမြန်ပြင်ကျဆိုပြီးလူတွေကုန်လုံးပြပြတလဲဖြစ်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲအိမ်ခေါင်မိုးပေါ်မှာထူးဆန်းတဲ့အဖြူရောင်ဝတ်စုံနဲ့နတ်ဆရာကြီးတစ်ယောက်ဟာတရားထိုင်ရင်းစွမ်းအားတွေကိုစူးစီးနေပါတယ်။သူဟာဝိညာဉ်လုံးကိုကလေးငယ်ရဲ့ပိုက်ထဲကိုထည့်သွင်းပေးဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ဝိညာဉ်လုံးရဲ့စွမ်းအားကပြင်းထန်လွန်းတာကြောင့်နတ်ဆရာကြီးကိုယ်တိုင်တောင်တုန်လှုပ်ခြောက်ခြားပြီးငါရဲ့နတ်သက်ကြွပါတော့မယ်။ငါတောင်းပန်ပါတယ်မင်းအပေါ်မှာပဲမူတည်တော့တယ်ဆိုပြီးအသေးအတန်အော်ဟစ်နေရရှာပါတယ်အိမ်တော်အတွင်းထဲမှာလဲလူတွေဟာဘာဆက်လုပ်ရမှန်းမသိပဲရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြရတဲ့အချိန်နတ်ဆရာကြီးရဲ့စွမ်းအားတွေပောက်ကွဲထွက်သွားပြီးတဲ့နောက်3နှစ်နဲ့6လကြာအောင်လွယ်ထားရတဲ့အဲ့ဒီထူးဆန်းတဲ့ကိုဝင်ကနေဘလို့ကလေးမျိုးမွေးဖွားလာမလဲအဲ့ဒီကလေးကဘာကြီးကိုကယ်တင်မဲ့သူဖြစ်လာမလဲဒါမှမဟုတ်ဖျက်ဆီးမဲ့သူဖြစ်လာမလဲဆိုတာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အလှည့်အပြောင်းတွေကိုသိရှိနိုင်ဖို့အတွက်နောက်ပိုင်းကိုဆက်လက်စောင့်ကြည့်ကြပါဦးခင်ဗျာ